Hello အားလုံးပဲမင်္ဂလာပါ AC ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ AC တင်ဆက်ပေးမယ့် audition ကတော့ Hype America နဲ့ Ellen's Universe တို့ရဲ့ collaboration လုပ်ထားတဲ့ audition အကြောင်းပဲဖြစ်ပါတယ် Hype ကတော့ K-pop လောကရဲ့နာမည်အကြီးဆုံး entertainment တစ်ခုဖြစ်ပြီးတော့ဒီတစ်ခေါက်မှာတော့ Ellen's Universe ဆိုတဲ့ YouTube channel နဲ့ collaboration လုပ်ပြီးတော့ audition တစ်ခုကိုဖန်တီးထားတာပါEllen's Universe ကတော့ American High School Short Story Series လေးတွေကိုတင်ဆက်ပေးနေပြီး subscriber အများပြရရှိထားတဲ့ YouTube channel တစ်ခုပါဒီတစ်ခေါက်မှာတော့ Hype ကသူများနဲ့မတူတဲ့ဈေးကွက်တစ်ခုကိုချဲ့ထွင်လိုက်တာပါအဲ့ဒါတော့girl group ဆို girl group တီးတန်း boy group ဆို boy group တီးတန်းအဲ့လိုမျိုးလုပ်တာမဟုတ်ဘဲနဲ့ gender mix လုပ်မှာပါဒီက audition ကနေပြီးတော့ထွက်လာမယ့် member က6ယောက်ဖြစ်ပြီးတော့မိန်းကလေး3ယောက်ယောက်ျားလေး3ယောက်နဲ့ band တစ်ခုအနေနဲ့ထွက်မှာပါ K-pop group လုံးဝမဟုတ်ပါဘူး pop band တစ်ခုအနေနဲ့debut မှာပေါ့နော် audition အကြောင်းသေးစိတ်ကိုတော့ hypeamericaxau.com ဆိုတဲ့သူတို့ရဲ့ official website မှာဝင်ကြည့်လို့ရရပေါ့နော်အသက်18နှစ်ကနေပြီးတော့28နှစ်အတွင်းမွေးတဲ့ကြားမှမရွေးပြိုင်လို့ရပါတယ်1999ခုနှစ်ကနေပြီးတော့2000ခုနှစ်အတွင်းမွေးတဲ့ယောက်ျားလေးရောမိန်းကလေးရောခုပြိုင်လို့ရပါတယ် category အားဖြင့် singing dancing နဲ့ acting ဆိုပြီးတော့၃မျိုးရှိပြီးတော့ကိုယ့်ရဲ့ audition video ကို YouTube short မှာ #hypeamericaxau ဆိုတဲ့ hashtag လေးနဲ့ upload လုပ်ပေးရမှာပါသူတို့ဘက်ကနေပြီးတော့ကိုယ့်ရဲ့ audition video ကိုကြည့်ပြီးသွားပြီဆိုရင် Ellen အကောင့်ကနေပြီးတော့ကြည့်ပြီးကြောင်း comment တစ်ခုလာမှန်ပါလိမ့်မယ်တကယ်လို့ကိုယ့်ရဲ့ audition ကရွေးခံရတဲ့အောင်သွားပြီဆိုရင်တော့နောက်ထပ်အရွေးခံရပါပြီဆိုတဲ့ comment နောက်တစ်ခု Ellen အကောင့်ကနေပြီးတော့ပဲထပ်လာမှန်ပါမယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် channel လေးကို subscribe လုပ်ထားပြီးတော့ကြည့်ချင်လားရှိရင် comment box မှာမေးခဲ့ကြလို့ရပါတယ်